လာပါကျွန်တော်ကတော့ကိုချုံပဲဖြစ်ပါတယ်ကျွန်တော်ကဒီ YouTube channel အသစ်လေးကိုပေါ့နော်အခုထောင်လိုက်တာပါ YouTube channel အသစ်လေးကိုဖွင့်နေဆိုရင်လည်းကိုကတခါမှတော့မဖွင့်ဘူးပါအဲ့တော့ဒီ channel အသစ်လေးကိုဖွင့်ရတဲ့အဓိကအကြောင်းရင်းရှိပါတယ်အဲ့ဒါတော့ကျွန်တော်ဝါသနာပါတဲ့အရာလေးတွေပေါ့နော်အဓိကတော့အကစားဝါသနာပါပါတယ်တော်တော်များအဲ့ဒီမှာကခုနအဓိကဝါသနာပါဆုံးဖြစ်တဲ့ဒီမော်ဒကာနဲ့ပတ်သက်တဲ့ကိစ္စတွေနော်အကစားနဲ့ပတ်သက်တဲ့ကိစ္စလေးပေါ့အဲ့ဒါလေးပေါ်မှာကျွန်တော်တည်တလောက်လေးတွေကျွန်တော်မှားခဲ့ရရှိတယ်ကျွန်တော်မှန်ခဲ့ရရှိတယ်အဲ့ဒီအရာတွေမှာကောင်းလို့ရအရာလေးတွေပေါ့နော်ကောင်းလို့ရအရာလေးတွေကိုဒီကောင်မကြီးတို့ပြန်ပြီးတော့ညှောင်းပြသဖို့လည်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်နောက်လာမယ့်ဒီမဲ့ဗီဒီယိုတွေမှာလည်းဒီကောင်မကြီးရဲ့သဘောထားတွေမှတ်ချက်တွေပြုလုပ်ပြသဖို့လည်းမြတ်တာရက်ခံပါတယ်အားလုံးကျေးဇူးတင်ပါတယ်